Long day job ya oh me Oh yeah we cheese so good Did y'all we jelly let me God we machine and walk Jesus we bellow jelly Now the chain I got to drag calls are Do the low yellow Chori then I know it Chori never so I know it Chori more yellow and young cage Never ya Young me chain again no late yellow night mala Jelly chain no late yellow yellow Daga tree on the beach Type way not over Three let down at top They don't yeah, like yellow, yellow. အားလုံးပဲမင်္ဂလာပါနှလုံးစိတ်ဝမ်းအေးချမ်းပါစေမြန်မာနိုင်ငံနဲ့ပြောင်းပြည်တွင်းပြည်ပဒေသအသီးသီးမှာရှိကြတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းအေးချမ်းပါစေလို့ဆုမကောင်းတောင်းတယ်နောက်နယ်မြေဒေသအသီးသီးမှာအာဏာရှင်ကိုတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေကျွန်တော်တို့ညီကူတွေတိုင်းသားညီကူမောင်နှမတွေအားလုံးခလုံးမတိစူးမညီပါစေလေလို့ကျွန်တော်ညီကူတို့ရောက်ဆုမကောင်းတောင်းပါတယ်ဒါကတော့ဘုံမင်းကောင်ပေါ့နော်တပည့်ကြီးမိတ်ဆက်ပြီးလိုက်ပါကျွန်တော်တော့ရိုးဝေရံပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Sam လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ယနေ့ချိန်ထိပေါ့နော်အာနာရှင်ဒေါ်လာနေတဲ့အချိန်မှာကျွန်တော်တို့တစ္ဆာပြည်သူတစ္ဆာမပြတ်ပဲနဲ့ဒေါ်လာနေတဲ့ညီတွေဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ပြည်သူတွေကိုမတင်ဆက်ရတာလဲကြာပြီညီတွေနဲ့တွေ့တဲ့အခါမှာလဲတန်ဖိုးရှိတဲ့အကြောင်းအရာလေးတွေလည်းပြောချင်တယ်နောက်ကျွန်တော်တို့လူငယ်တွေရောပြည်သူတွေရောခွန်အားဖြစ်မဲ့ဟာမျိုးပြောချင်တာပေါ့နော်ဒီညီတွေနဲ့ဒီညီကတော့တိုင်းသားပေါ့ညီလောဆယ်ပါလို့ကျွန်တော်တစ်ချင်းပတ်ဆိုနော်ပတ်ဆိုရယ်ဂီတာတီးနေတယ်လောဆယ်မျိုးရတက်မှာနဲ့မှာတင်တန်းတက်တယ်တင်တန်းတက်ပြီးတော့ခုလဲဒေါ်လာကြီးမှာညီကူတွေအတွက်နိုင်ရတာဝန်ထမ်းဆောင်နေတာတောင်းတယ်နေရပေါ့အဓိကကျွန်တော်တို့ပြောချင်တာဟိုဝါရဖြန့်ချီတဲ့ကားပေါ့နော်ကားနာမည်ပါခေတ္တမိုင်းကိုပြောရမှာထုတ်ဆိုင်ရတာပြောရမှာတော့ဗဇက်တနာခေတ္တမိုင်းကိုဂုံးစင်းကြမဲ့လူများပေါ့နော်ဒီခေတ္တကိုဂုံးစင်းမဲ့ကောင်တွေပေါ့နော်ပြည်သူတွေနဲ့လည်းတသားတည်းမရှိဘူးဒါပေမဲ့ရှေ့မှာတော့ဒီကောင်တွေဝင်ရောင်ထားတာရှိချင်းအောင်အာဒီရောင်ထားတဲ့ကောင်တွေပေါ့နော်ခေတ္တမိုင်းကိုဂုံးစင်းကြမဲ့ကောင်တွေအကြောင်းပေါ့ကျွန်တော်တို့အမှန်တော့ဒီကောင်တွေအကြောင်းကိုပြောရမှာဗဇက်တနာဒါပေမဲ့ပြောမှရမယ့်ဟာတွေတော့ရှိတာပေါ့နော်ဘာတွေရှိလဲဆိုရှေ့မှာကျွန်တော်ငယ်တုန်းကပါပီမကာလုပ်တယ်လုပ်ပြီးတော့88အရေးတော်ပုံကြီးကိုပုံဖြတ်တာပေါ့နော်ပုံဖြတ်တယ်ဒီကောင်တွေဝါရဖြန့်ချီတယ်ပေါ့အဲ့တုန်းကကျတော့ကျွန်တော်ဟိုအရန်ကြီးလဲဟိုအောင်မြင်တဲ့လူပညာရှင်တွေမပါဘူးပေါ့အခုကမြန်မာနိုင်ငံမှာ1 to 10ဝင်တဲ့ကောင်တွေကိုပဲရွေးပြီးတော့ academy တွေရော academy များရှင်တွေရောကြည့်လိုက် academy ဘယ်သူ academy တန်းစီနေရောဟုတ်လေ academy ရကိုလည်းသူတို့ပဲပေးထားတာလေနော်ဒီခစ်ပြက်မှာပဲဒီကောင်တွေကိုဒီလိုဇက်မျိုးတွေရိုက်ဖို့အတွက်ပေးထားတာပေါ့နော်ဟိုကောင်တွေပေါ့ဒီလေပူလောင်မောင်ရဲ့ပူလောင်မောင်ရဲ့အခုတော့ပူလောင်နေပြီအေးချမ်းတော့ပူလောင်မောင်ရဲ့နောက်တစ်ကောင်ကဟုတ်လားမြင်းမြတ်နေတူကတော့ထားလိုက်ပါတော့ဒီကောင်တွေဒါတွေကတော့လူကြီးသားကောင်ကြီးသေးတယ်
ဝင်နေတော့နေဝင်းနေဝ အော် င်း နေဝင်းဝင်နေရမှာလေနေ နေရှိနေတော့ နေဝင်းတို့ ထဲမှာဝင်နေတယ် ဟုတ်လားနေဝင်းတို့တိုင်းရှည်တို့ပေါ့နော်ဒီကောင်းနေပါတယ်ပေါ့ပါတော့ နာမည်တူကြတဲ့ချက်တွေတော့ဟုတ်တယ်ရလေးတွေပေါ့ အဲ့တော့ဒီဝါရဖြန့်ချီမှုညီရင်ပြောလိုက်ပါဘလောက်အထိပြည်သူအကျိုးသက်ရောက်မှုရှိလဲဟိုတော့ကတော့ကွာတို့ဒီလို AI ခက်လည်းမဟုတ်ဘူးပေါ့နော်နီးပညာကြတော့လေပြည်သူတွေကအလံဝေးတယ်ပေါ့နော်အခုလည်းအခုကြတော့ပြည်သူတွေကလူမှုကွန်ရက်ကိုအသုံးပြုနေကြ YouTube တို့ဟုတ်လား TikTok တို့အစရှိပြီးအသုံးပြုနေတော့ဒီလိုချင်းထည့်လို့ရအောင်မယ်လို့ထင်တာ ကျွန်တော်အမြင်ပြောရရင်တော့လက်ခံတဲ့လူတွေကတော့ဒီချိန်ကြီးတော့လက်ခံရုံပြမဟုတ်သူကကြတော့တခြားတွေပါခံနေတဲ့လူတွေရှိကြတယ် ဟုတ်လားကြုံဘူးလားကြုံ ထ ဘူး င်တာ လား ပြောတာပါကျွန်တော် ဟုတ်လား အရင်တော့ဆိုလို့ရှိရင်တော့အခုလောက်ကြီးတချို့ဟိုဘယ်လိုပြောရမလဲအခုနာမည်ကြီးတွေအခု top 10ဝင်တဲ့လူတွေသူတို့ခေါ်ရိုက်ကြတယ်သူတို့တွေကအခုခက်မှကျတော့ influence ဆိုတော့တော်တော်များများကြီးက social media မှာသူတို့ကအရင် power အကောင်းတယ်အဲ့ဒါကိုသူတို့အသုံးချပြီးတော့သူတို့လောက်ကြတယ်ဟိုဒီခုတော့သူတို့မင်းနေတာရှိကောင်းရှိတယ်ကျွန်တော်တို့ကဆော်မြူးတွေမှာမဟုတ်ဘူးနော်ဒါပေါ့ကျွန်တော်တို့မှလည်းအုံနောက်ရှိတယ်သူတို့ထက်အုံနောက်ကောင်းကောင်းလေးပြည်လာလို့ပေါ့နော်ကျွန်တော်တို့ခေါင်းထဲမှာအုံနောက်ပြည်လို့ကျွန်တော်တို့ဒီမှန်ချင်းမှားချင်းကိုကျွန်တော်တို့ကောက်ပြပြသိရတယ်နော်သူတို့ site ဝါးတွေဘယ်လိုပဲလွန်းပါတော့ကျွန်တော်တို့ကတော့ရှင်းတယ်ကိုယ်ခံရတဲ့တိုင်းကိုသွားနေကြတဲ့လူတွေကတော့သွားနေမှာပဲဒါပေမဲ့ဟိုရေလိုက်ငားလိုက်နဲ့ဘယ်သူတည်တည်ငါမသိပြီးရောဆိုပြီးသွားနေကြတဲ့လူတွေကလည်းသွားနေကြမှာပဲကျွန်တော်မြင်ပြောရင်တော့သူတို့ဝါရဖြန်းကျင်တဲ့လောက်ကိုတော့ target ရောက်မှလို့တော့ကျွန်တော်ကတော့ မထင်ဘူးပေါ့နော်အဲ့လိုလဲဆိုဒီကောင်လေးကိုရန်ရိုက်ထားတဲ့ကောင်ဒီတောင်မှဆိုတော့လူဒီကောင်းသူတို့ပြန် share တာတို့ဘာလို့ဒါမျိုးတွေမလုပ်ဘူးတော့နေတိုးဆိုလို့ရှိရင်သူ TikTok အကောက်ကိုလာမကြည့် လုံးလုံးပိတ်ချ လုံးလုံး ပိတ်ချလိုက် ပိတ်ချလိုက်တယ်လို့ကြားတယ်တော့သူတို့နဲ့ကြော်ညာလုပ်ငန်းတွေလုပ်မဲ့လူတွေတို့ဘာတို့ကအကုန်လုံးတခြားလူချိန်လိုက်တယ်လို့ကြားတယ် သူတို့နဲ့ လုံးမလုပ်တော့ဘူးပေါ့နောက်လေဝင်းနဲ့အဲ့လိုရိုက်မဲ့ဟာတွေကချိန်မလိုက်တယ်ဆိုတော့ဒါပြည်သူတွေရဲ့ဒီကောင်လေးဘိုက်ကော့လောက်တာအောင်မြင်တယ်ပေါ့နော်မျိုးရရောဒီဝါရပြန်ကြီးကောင်ဘယ်လိုမြင်လဲ ဘလို့မြင်လဲဆိုတော့လက်ရှိသူတို့ကဟိုအချိန်ကိုက်လောက်တဲ့သဘောမျိုးပေါ့နော်ဒီစီရေးရောဒီဝါရဖြန့်တဲ့ဟာရောသူတို့ကအချိန်ကိုက်ကိုဒီလက်ရှိပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူရောဒီအဓိကကျွန်တော်ပိတ်မိနေတဲ့လူငယ်တွေပေါ့လူငယ်တွေနဲ့ဒီကြံရှိနေတဲ့သူတို့လက်တဆုပ်စာကိုသူတို့ရအောင်ကိုထိုးလုပ်မယ်ဆိုပြီးတော့ဒီဟာကိုတက်ကိုဒီကောင်တွေဖြန့်လိုက်တာဒါပေမဲ့လည်း ကြံရှိနေသေးတယ်ဆိုတော့ပြည်တွင်းထဲမှာတွေကကြံသေးလို့လား ကျန်ချိုးတော့ပေါ့ချိုးတော့ချိုးတော့သူတက်ကြီးလူငယ်တွေရောတက်ကြီးလူငယ်တွေပေါ့လုံးဝမလွဲတာမရှောင်တာနေရတဲ့လူတွေကို ဖေးဟိုဖြစ်နေပြီခင်းမဲတော့ဆွဲတော့သူကမဲတော့ဆွဲတဲ့အချိန်မှာအောက်မှာကြည့်လိုက်တော့တိတက်ကြီးတဲ့သူကြီးအဲ့လိုဖြစ် ဟိုကလည်းသူတို့ကျန်တဲ့လူလောက်ပေါ့နော်ကျန်တဲ့လူလောက်ကိုသူတို့ဘလို့ချင်းထဲလို့ရမလဲဆိုတဲ့ဟာကိုဒီရှိတဲ့လူနဲ့သူတို့ကဟိုအိမ်ချက်ချင်းအိုးမဲတုတ်တယ်လို့ပေါ့သူ့လူနဲ့သူပြန်ပြီးခုတ်ခိုင်းလိုက်တဲ့သဘောပေါ့ဒါပေမဲ့ကျွန်တော်အခုမြင်တာကတော့ဗျာကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဘာထပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ထိထိရောက်ရောက်ဝိုင်းကော့ကိုဒီထက်ထိရောက်စေချင်တယ်။ဘာလို့ကျွန်တော်ရှေ့မှာဖြူဖြူထွေးတော့ကလည်းအမေစုကိုတိတိတတ်တာကြီးဆိုပြီးတော့တိုက်ခိုက်ခဲ့တာ။ဒါပေမဲ့ပြီးတော့ तू က brighter လေးနည်းနည်းပါးပါးလှုပ်ပြလိုက်တယ်မျက်ရည်ခြူလိုက်တော့ပြည်သူတွေကသိရမလားခွင့်လွတ်တတ်တာကိုအခွင့်ကောင်းယူပြီးတော့ဒီလိုပုံစံကိုဒီလိုအချိုးမျိုးတွေကိုသိနေတဲ့အတွက်ကိုကျွန်တော်တို့ကဝိုင်းကောက်ကိုကောင်းကောင်းလေးကိုထပ်ပြီးတော့ဒီအောင်လေးခေါင်းကိုမဖော်နိုင်အောင်ပေါ့ ဘိုက်ကောက်တဲ့သူတို့တွေကောင်းကောင်းဆရာမရှိအောင်လုပ်ရမှာအဲ့တော့ပြစ်ချင်တော့လေပြည်တွေလူလူကောင်းဆောင်ကိုစော်ကားတဲ့အချိန်နဲ့ငလင်နဲ့သွားတိုးတဲ့အချိန်မှာပြည်သူတွေကတော့ဘိုက်ကောက်ကိုအားကောင်းနေပြီဒါပေမဲ့ပြည်တွင်းထဲမှာလည်းတိတဲ့အတိုင်းပဲဒီကောင်လေးစင်းရဲမွဲတီအောင်လုပ်ထားတဲ့အခါကျတော့ဟိုပတ်စံတုပ်ကြီးကင်ပြီးတော့လိုက်လှူပြတာဟုတ်ဒီကလှူပြတဲ့အခါမှာအော်ဟိုသူလည်းလူနေတာပဲလေဆိုပြီးတော့နားလဲပေးလိုက်တဲ့ဟာရှိတာပေါ့နော်အခုတော့ကျွန်တော်တို့ကဒီလိုလူနေတဲ့ကောင်တွေလည်းမဟုတ်ဘူးနော်လူလည်းကျွန်တော်ခွင့်လို့စရာအကြောင်းမရှိဘူးပြည်သူတွေလည်းခွင့်မလို့ဘူးပြည်သူကဒဏ်ခတ်မှာပဲအခုနောက်တစ်ခုကဒီနေဝင်းကအခုရုပ်ရှင်ပြတယ်ထိုင်းနိုင်ငံမှာဟုတ်တယ်နော်ဒါလည်းပြောတန်သူဘောတန်ပြနေပြီဆိုတော့ကျွန်တော်ထိုင်းနိုင်ငံမှာမြန်မာပြည်သူတွေကတန်းနဲ့ချီပြီးရှိတာเนาะတန်းနဲ့ချီဆိုတာတော်တော်များပါတယ်တော်တော်များတယ်ဆိုတော့ဒါပြည်သူတွေရဲ့တော်လှန်ရေးပေါ်မှာထောက်ခံမှုရယ်
ဒီကောင်ဘယ်လောက် boycott လုပ်နိုင်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းတယ်ဒါလည်းကျွန်တော်တို့ကြည့်ရမှာပေါ့နော်အခုဆိုလို့ရှိရင်ဒီကားကိုတွားကြည့်ပြီးတော့ရှေ့မှာပုံတင်ထားတဲ့လူတွေတို့နေဝင်းနဲ့ပုံတင်ထားတဲ့လူတွေတို့အကုန်ကစတန်နဲ့တင်တဲ့လူတွေကတော့ အတိုင်းမှာဘလော့ကုန်ပြီးတိုင်နေပတ်ကုန်ပြီးပေါ့နော်ကျွန်တော်တို့ဆယ်လီရောင်းဘာရောင်းကောင်းနေလေအဲ့မှာပွဲဖြစ်နေပြီပေါ့နော်ထတောင်းမှန်နေပြီထတောင်းမှန်နေတယ် လုံးဝမပတ်သက်တော့ပါဘူးပြီးတော့အတားပါအဲ့တော့နောက်အချိန်ကြိုက်တစ်ခုကကျွန်တော်တို့ဒီလိုဝါရဖြန့်ချီပြီးတော့ကျွန်တော်ပြည်သူတို့တော့ boycott ဝိုင်းလုပ်နေတာတော့မှအခုတိုင်းနိုင်ငံချင်းမိုင်ဟုတ်ကောင်ဗာလဲဟိုကောင်ជីဖက်မှာတမင်းစားလို့ဝါပြီးတော့တောထဲမှာဆိုတော့ဘယ်လောက်မှလည်းမစားလိုက်ပါဘူးဒီကဘယ်လောက်မှလည်းမစားလိုက်ပါဘူးဒီကောင်တန်ကောင်းတဲ့ချင်းမိုင်မှာပတ်စားတာများပါသေးတယ်အခုချင်းမိုင်ကိုရောက်တယ်လို့အတန်ကြားတယ်ဘာတစ်ခုမှစုံမယ်လို့လည်းအတန်ကြားတယ်နော်ဘာဆက်ဖြစ်မလဲဆိုတာလည်းကျွန်တော်တို့ကြည့်ရမှာပေါ့ကြည့်ရအောင်ချင်းမိုင်မှာရောက်နေတဲ့ကျွန်တော်တို့ညီမတွေဘလောက်စီးလုံးလဲဆိုကြည့်ရမှာပေါ့ကြည့်ရမှာပေါ့နော်ဒီကောင်ဘာဆက်လုပ်မလဲဆိုတာကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုပဲပြည်သူကိုခဏခဏဂျင်းထဲ့တယ်အထင်သေးတယ်ရှေ့မှာလဲကျွန်တော်တို့ဒီသူတို့တက်အားကောင်းတဲ့၄ပြူတော်လစ်သွားသေးတာပဲเนาะ၄ပြူတော်လစ်သွားသေးတာပဲအခုဆို၄ပြူဆိုရင်ဒါဟိုတလောမှအွန်လိုင်းဆိုင်နဲ့တွဲသွားလို့လားတွဲသွားလို့ဒါနည်းနည်းအစဲတက်တာပါဒါတော့ဝိုင်းဆဲကြတဲ့လူတွေများတယ်ဆိုတော့ကျွန်တော်တို့ဒီကျန်တဲ့လူတွေပြည်သူတွေဘယ်လောက်တန်ခံမလဲဆိုတာကြည့်မယ်နောက်ဒီကောင်တွေကနိုင်ငံရေးမှာတိုက်ဆိုင်တာလုံးဝမရှိဘူးเนาะဒါလုံးအကွက်ကြစီစဉ်ထားတာလို့ကျွန်တော်ပြောနေတိုးနဲ့ဂျူးလေးကိုဒါဘလိုင်းထည့်ပြီးတော့အတုံးချတာပေါ့နော်အတုံးချတယ်ဒီအတွက်ကောအဲ့ဒီမှာကျွန်တော်တို့လူမျိုးဝါဒဆိုတဲ့ဟာမျိုးထရခိုင်တော့ကိုနေတော့ရခိုင်နေတော့ရခိုင်မှာအေးတက်တော့ဒီလောက်ကြီးဟိုဒီလောက်ကြီးပြည်သူတို့အလုံးလုံးနေတဲ့ချူလေးကလည်းရခိုင်ပဲဟောချူလေးကလည်းရခိုင်ကျွန်တော်မသိခဲ့ဘူးသိရင်ဘာမလုပ်တော့လည်းမရဘူးအဲ့တော့ကျွန်တော်တို့ဒီပါစေတော့အဲ့တော့ကျွန်တော်တို့သူတို့တက်တက်ကြီးတိုက်ဆိုင်မှုမဟုတ်ပဲနဲ့ပြည်သူနဲ့အရကတတော်အေနဲ့ရခိုင်တိုင်းသူတိုင်းသားတွေနဲ့ကိုတဲပေးတာပေါ့ဒီကောင်တွေတဲပေးတာပေါ့နော်တဲပေးတယ်ဆိုတော့ကျွန်တော်တို့ကဒီကောင်တွေအောက်ကိုးနဲ့ထရှူးတာတို့အောက်ကလည်းနေကြက်တကောင်ပေးမှထမယ်လို့တော့ကျွန်တော်တို့ကအထင်သေးလို့တော့မရဘူးဒီကောင်တွေကအကွက်ပေါင်းစုံချအောင်ပါပဲနောက်ကျွန်တော်တို့ထင်တယ်ဒါကပွဲဥထွက်ဒီကောင်တွေနောက်မှအများကြီးနောက်မှကျွန်တော်တို့ဘောမတွေကြံသေးတယ်နောက်မှကျွန်တော်ထင်တယ်ဟိုအကယ်ဒမီပေးထားတဲ့ကောင်တွေကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဆိုင်းတို့ရှိတယ်ဆိုင်းတို့တစ်ပွဲလုံးရှိအောင်မယ်ဆိုင်းတို့ရှိတယ်နောက်ရှေ့ပိုင်းမှာတကောင်တွေဖမ်းဆီးချုပ်နှောင်ပြီးတော့မှပြန်လွတ်ထားတဲ့ပိုင်တကွန်တို့လည်းပိုင်တကွန်တို့ရှိမယ်နောက်ကိုလူမင်းတို့ရှိမယ်မအူဝဲတို့ရှိမယ်ပြည်တီမျိုးရှိမယ်ဒါတွေကိုလည်းသူတို့ချင်းချောက်ပြီးတော့မလုံမနေရဆိုပြီးပြည်သူနဲ့တည်ပေးဖို့တော့ရှိတယ်လို့ကျွန်တော်မှန်းဆလို့ရဖြစ်နိုင်ကြီးတားများတယ်မှန်းဆလို့ရတယ်အဲ့တော့ကျွန်တော်တို့သူတို့လုံးဆရာရှိတာသူတို့လုံးမှာပဲပေါ့နော်ကျွန်တော်တို့ကတော့ကိုလုံးဆရာရှိတာကိုဆက်လုပ်ကြမယ်နောက်ထပ်ဒီကောင်တွေဝါရပြန့်ကြည့်တဲ့ရုပ်ရှင်တွေတချင်းတွေထွက်လာလို့ရှိရင်လေပြည်သူတွေကဒီကောင်တွေကိုအဖက်မလုပ်ချင်းဖြစ်ဒေါ်လာရေးမှာပါဝင်ဖို့အတွက်လေးလေးစားစားတောင်းဆိုပါတယ်အဲ့တော့ကျွန်တော်တို့အချိန်ကနည်းနည်းမှောင်သွားပြီဆိုတော့ကျွန်တော်တို့ရှေ့မှာဆိုခဲ့တဲ့တချင်းလေးနဲ့ပဲကျွန်တော်တို့ပြည်သူတွေကိုခွန်အားလဲပေးမယ်ကျွန်တော်တို့ကကိုလုံးဆရာရှိတာတွေဆက်ပြီးတော့ကျုံးမယ်ဒီကောင်တွေကတော့တချင်းလေးထဲမှာပါတဲ့အတိုင်းပဲလိပ်ပြန်လုံလားပေါ့ဒါပဲမေးရမှာပေါ့နော်ဒီတချင်းလေးကိုရေးသားတဲ့ဒီကျဲတချင်းကိုရေးသားတဲ့ညီကိုတွေကလည်းကျွန်တော်အခုလက်ထိဒီကောင်တွေဖန်စီချုံအောင်ခံထားတဲ့အထဲမှာပါတယ်ဒီတချင်းလေးကအခုအချိန်ထိပြည်သူတွေနှလုံးသားထဲမှာရှိနေသေးတယ်ပေါ့ဟုတ်အဲ့တော့နည်းနည်းတော့နှုတ်ဆက်လိုက်ပါဦးကဲနှုတ်ဆက်မယ်ရေနှုတ်ဆက်လိုက်โอเคကျွန်တော်တို့ညီကိုတွေအခုလိုမျိုးကျွန်တော်တို့အာနာရှင်ကိုဒေါ်လာနဲ့ကာလာမှာကျွန်တော်တို့ boycott လုပ်ရမယ့်လူတွေအကြောင်းကိုကျွန်တော်ဘက်ကလည်းအတန်းနိုင်ဆုံးကျွန်တော်တို့ဒီချင်းအားဖြင့်ကျွန်တော်တို့စကားအားဖြင့်ကျွန်တော်တို့အတန်းနိုင်ဆုံးကျွန်တော်တို့တော်လှန်သွားမယ်ဒီလိုအပိုင်းစားတွေကိုတိုင်းကျော်တို့လည်းရှိတယ်ကိုတိုင်းကျော်တို့နဲ့တခြားဟာတာလူရှင်တွေလည်းကျွန်တော်တို့ဒီအရာကြီးကိုကျွန်တော်လုံးဝလက်မခံဘူးဆိုရဲရအောင်ကျွန်တော်တို့ပြက်လုံးနေနေရောဇလန်တူတွေနဲ့ရောတချင်းနေနဲ့ရောကျွန်တော်တော်လှန်နေကြတယ်ပေါ့နော်ကျွန်တော်ဒီအရာကိုကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်မရောက်မချင်းကိုကျွန်တော်ဒီအရာကိုဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူးဆိုတော့လည်းဒီနေရာနေကျွန်တော်ပြောချင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာနာရှင်ကိုကျွန်တော်တိုက်ထုတ်တဲ့ထဲမှာဘောမားတွေကိုကျွန်တော်တို့ခိုင်မာပြက်တက်တာကျွန်တော် boycott လုပ်ဖို့ယူရဲဆိုတာလည်းကျွန်တော်ဒီနေရာနေစကားလက်ဆောင်ပါချင်ပါတယ်လူရိုင်ပြော
ကဲအားလုံးပဲဝိုင်းကောက်ကိုတေးသေးချာချာလေးလေးနက်နက်လုပ်ဖို့အချိန်တန်တာထက်ကိုအချိန်တန်ပါပြီသူတို့တွေလုံးဝခေါင်းမဖော်နိုင်အောင်ကျွန်တော်တို့တွေပြက်ပြက်တသားလုပ်ရမယ်ပြီးတော့လည်းကျွန်တော်တို့ဒီမှာရှိတဲ့ဒီစီနီယာအကိုတွေနဲ့ကျွန်တော်တို့ဒီအမှတ်တရားဘက်ကနေပြီးတော့ဒီပွဲမပြီးဆုံးခင်အထိကျွန်တော်တို့ဆက်ပြီးတော့တော်လန်နေပါမယ်အဲ့တော့တော်လန်ပြည်သူပေါင်းတော်လန်မိဘပြည်သူများလည်းအားလုံးပဲကျွန်တော်တို့နဲ့တူတစီတစ်လုံးနဲ့ဆက်ပြီးတော့ချီတက်ကြပါမယ် အဲ့တော့ကျွန်တော်တို့ကြည့်မှပြောခဲ့တဲ့စကားတွေလူပဲဒီကောင်တွေကိုကျွန်တော်တို့အထာမထားတော့ဘူးနောက်ကျွန်တော်တို့ပြောစရာတစ်ခုကြံသွားတာဒီကောင်တွေကဘလောက်တော့အချိန်ကြိုက်ကောတွက်ချက်ထားလဲဆိုတော့ဒီရုပ်ရှင်ရိုက်နေတဲ့အချိန်မှာထုတ်လုပ်တဲ့ဟာကိုအရင်ပြောရမှာပေါ့နော်ကြံသွားတာခေတ္တမိုင်းအမှုပညာရပ်ဝန်းဆိုတာရေးထားတယ်ကျွန်တော်ထင်တယ်ဒါမင်းအွန်လိုင်းသမီးရဲ့ community တစ်ခုခုပဲဖြစ်လိမ့်မယ်အဲ့တော့တချင်းနာမည်နဲ့ဟိုကတချင်းနာမည်နဲ့ကျွန်တော်ရုပ်ဒီကားနဲ့ကားလည်းခေတ္တမိုင်းကိုဂုံးစင်းကြမဲ့သူများဆိုတဲ့ဟာမျိုးပေါ့နော်နောက်ထုတ်လို့ကြီးရလဲခေတ္တမိုင်းဆိုတာမျိုးရှိတယ်ရှေ့မှာလည်းဒီကောင်တွေခက်ကိုပြောင်းခြင်းခေါင်းကိုပြစ်ဆိုတာမျိုးရှိတယ်ဆိုတော့ဒါကဒီကောင်တွေတေချာကိုကွက်ချက်ချက်လှုပ်ထားတယ်နောက်ဒီရိုက်ကူးနေတဲ့အချိန်မှာရိုက်ကူးတဲ့နေရာကိုဒီ edit လုပ်တဲ့ set တွေဒီ computer ဖုန်းတွေအကုန်လုံးယူသွားပြီးတော့တဆင်းပြီးတာနဲ့တခါတည်းဖြတ်တခါတည်းအချိန်ကိုက်လှုပ်တာပေါ့နော်နောက်ရှုံသွားတာတော့ဆုံးသွားလို့ခင်လိုက်နောက်ခင်လိုက်ရကြတော့ကျွန်တော်တို့ဒီတွက်လက်ဆိုတဲ့ကောင်နေရာမှာခင်လိုက်ရတရုပ်ဆောင်ရမှာဒီကောင်ကရှောင်သွားတာမျိုးရှိတယ်အဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့တေးသေးချာချာကိုမှတ်ထားရမယ်ပေါ့နော်ကိုလင်းလင်းစကားပြောရရင်တော့ကျွန်တော်တို့မရိုင်းဘူးကျွန်တော်တို့မရက်ဆက်ဘူးဒါပေမဲ့ဒီကောင်တွေကိုလူတော်မတူအောင်ကျွန်တော်တို့အားလုံးမိထားလိုက်ပါဒါကြောင့်ဒီကောင်တွေပုံတွေပါလာတို့ရုပ်သံဖိုင်တို့ကျွန်တော်တို့ဒီမှာမထည့်တော့ဘူးပေါ့နော်အဲ့တော့ချင်းလေးနဲ့ပဲလက်ပြလုံလားလို့မေးပြရစီခင်ဗျာOh, night, chop, yeah, only. Oh, yeah, Richie, so be done. They only tell you let me. God, where machine and one. Jesus, we below Julie. Now the chain I got to talk calls out, yeah. You know, yeah, sure, I know, Jay, sure, yeah, so I know, Jay, sure, yeah, we can't let you get ya. Never, yeah, you Down the river, the garret is only cattle night. Each every trailing, then only cattle, yeah. Naga tree, I'm a thing out of the type of my garuha, three and tago at top. They don't read again, like yellow, yeah. The type way, Garoha, three and tago at top. They don't read again, like yellow, yeah.